ခုခုလုံမယ်ဆိုပြီးထလိုက်တာထလုံမဲ့တခုခုကိုပါမေ့သွားတယ်ကို့အခြေရေးမှာမိဘတွေဝင်ပြီးစွတ်ဖက်တာလုံးဝလက်မခံပါဘူးသူတို့ယူတော့ကလည်းကိုဝင်ပြီးမစွတ်ဖက်ခဲ့ဘူးအမြဲတမ်းတယောက်တည်းဖြစ်နေလို့စိတ်တက်ကြပြီးအားမငယ်ပါနဲ့နှစ်ယောက်ဖြစ်သွားအောင်မှန်တစ်ချက်ဝယ်လိုက်ပါမနေ့ညရီးစားစကားလာပြောသွားတယ်အဖြေလဲတောင်းမသွားဘူးရဲ့သူအမူးပြေသွားပြီနဲ့တူပါတယ်ဘသူမှမရှိတဲ့နေရာကိုတယောက်တည်းထွက်သွားခြင်းနဲ့ကွာတည်ငြိမ်လုံးလို့တော့မဟုတ်ပါဘူးယူထားတဲ့အကျွေးတွေမဆက်နိုင်လို့ရင်နာစရာဖြစ်ရများနဲ့ကြုံတွေ့နေရပါသလားပလက်လန်အိပ်ပါမှောက်မအိပ်ပါနဲ့တစုံတရာကြောင့်စိတ်ညစ်နေရင်နှစ်စုံ150နဲ့ဆေးဖြတ်ကြည့်လိုက်ပါသူတပားပေါ်နှင်းပြီးမှအပေါ်တက်ချင်ရင်မာဆက်မှာအလုတ်လုတ်ပါခံစားနေရလို့ဝန်းနေမျက်ရည်ကျနေပြီလားလူစားပါဝမ်းဝအောင်ဘတော်မှအောက်ကြမခံပါနဲ့ပြန်ကောက်စားပါနှမျောစရာကြီး